နာချာ private primary school မှာအကြောင်းအပ်လို့ရပြီလားအမြင်မေးနေတဲ့ဖေဖေမေတို့အတွက်သတင်းကောင်းလေးလာပါပြီရှင်မြန်မာနိုင်ငံရဲ့ပထမဦးဆုံးနဲ့တခုတည်းသောချွင်ထားတဲ့မှုအောင်အာမခံတင်ကြားပေးနေတဲ့နာချာ private primary school မှာ2025-2026ပညာသင်နှစ်အတွက်ကြိုတင်စီးပေးတဲ့လက်ခံနေပြီဖြစ်ပါတယ်။နာချာ private primary school မှာအများနဲ့မတူပဲကွက်ခတ်နေတဲ့တမှုထူးခြားချက်ကတော့နာချာမှာကလေးတွေကစာဖို့အလွတ်ကျမဲ့ရတဲ့သင်ကြားမှုပုံစံမျိုးနဲ့ပညာတတ်သွားအောင်ကို view design နဲ့စနစ်တကျပြုစုပြောင်းထောင်လေ့ကျင့်သင်ကြားပတ်မှုပေါ်ပေးနေရပဲဖြစ်ပါတယ်။ပြီးတော့နာချာမှာပေကျောင်းသားကိုမှလူရှူတာမျိုးခွင့်ချက်ဆက်ဆံတာမျိုးလုံးဝမရှိသေးရပါဘူး။ကျောင်းသားတဦးချင်းစီရဲ့သင်ခန်းစာတွေကိုကြည်ကြည်မြတ်နဲ့တက်မြောက်နားလည်မှုကိုအထူးလေးထားတင်ဆက်ပေးတာမလို့စာသင်ခန်းတစ်ခန်းမှာကျောင်းသား15ယောက်ကနေ20ထိကိုဒါလက်ခံပေးထားပြီးသက်ဆိုင်ရာဘာသာရပ်လိုက်ကိုကျင့်တရားကောင်းမှုပြီးအကျွေးသွေးပြေဝတဲ့ home role educator class educator နဲ့ဘာသာရပ်လိုက်သင်ကြားပေးမဲ့ subject educator တွေကိုလည်းတေချာရေးစစ်စစ်ရွေးချယ်ခံပေးထားရဖြစ်ပါတယ်နာချာမှာကလေးတွေကိုတင်ကြားပြလိုက်တဲ့သင်ခန်းစာတွေကစာကိုအလုပ်ကျက်ပြီးတင်ကြားတာမျိုးမဟုတ်ပဲနဲ့ကလေးတဦးချင်းစီရဲ့ကိုယ်ပိုင်အတွေးခေါ်နဲ့ဒီထင်ဖန်တီးနိုင်မှုစဉ်းစားဆင်ခြင်နိုင်မှုနဲ့စနစ်တည်ဖော်မှုတွေကိုဖော်ထုတ်ပြီးကလေးတဦးချင်းစီကို view design နဲ့ပြုစုပြောင်းထောင်ပေးထားလို့ကလေးတွေရဲ့တိုးတက်မှုကိုလူရှင်တက်ဆရာမလို့ပဲမြန်မာပြည်ပြရမှာဖြစ်ပါတယ်နာချာ private primary school ရဲ့2025-2026ပညာသင်နှစ်မှာပြောင်းလဲရေးဆွဲလိုက်တဲ့အထူးစီစဉ်နေတဲ့အတူအသားမီတို့ကိုပြည့်စုံတဲ့အနာဂတ်ကိုဖန်တီးပေးနိုင်ဖို့အခုပဲလာရောက်ဆင်းပေးသွင်းလိုက်ရအောင်နော်